ပြောရင်ခွင်မှာလဲလျောင်းနေတဲ့သူမှာအဖေ၏မွေးနေ့တွင်အတော်ဖြစ်သူကမိမိကိုယ်အထင်ကြီးစွာကြွားဝါပြောဆိုနေချိန်တွင်အနာဂတ်မှပြန်ရောက်လာသည့်မောင်ဖြစ်သူကသူမ၏လှည့်ဖျားမှုများကိုဖော်ထုတ်လိုက်သည့်ထိုစဉ်ဆရာဖြစ်သူရောက်ရှိလာပြီးရောက်ခမအတွက်လက်ဆောင်ပေးတဲ့ကဲ့သို့သူမကိုလည်းလက်ထက်လက်စွပ်အကိုဘာလို့ဝတ်ဖို့မိသွားတယ်လဲဟုဆိုကာလူအများရှေ့တွင်ပင်ချစ်ခင်စွာဝတ်ဆင်ပေးလိုက်သည့်ထိုမြင်ကွင်းကိုမြင်လိုက်ရသောမောင်ဖြစ်သူကအဆိုပါစီယိုမှာမိမိ၏ရောက်ဖဖြစ်ကြောင်းဂုဏ်ယူစွာကြွားဝါလိုက်သည်မိခင်ဖြစ်သူမှာသမီးဖြစ်သူအမြဲတမ်းလူဆိုးလူမိုက်ဟုပြောလေးရှိသည့်စီယိုနှင့်ညီတို့ချစ်ကြိုက်မိသွားသည်ဟုအံ့ဩနေမိသည်ရောက်ခတိနှင့်အရက်တောက်ရန်ဖိတ်ခေါ်ရမှစီယိုကိုယ်တိုင်အရင်မူးသွားခဲ့သည်မိခင်ဖြစ်သူကစီယိုကိုစောင့်ကြုံပေးရန်ဝင်ကြည့်မိချိန်တွင်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ထိတ်လန့်သွားပြီးပြေးထွက်ခဲ့ရသည်တစ်ဖက်တွင်လည်းစီယိုရင်းနှီးသောသူဟုဆိုသူရန်ရောက်လာပြီးစီယိုလက်ထက်လိုက်သည်ကိုတည်သွားသောအခါစီယိုဇနီးသည်ကိုလိုက်လံရှာဖွေသည်မောင်ဖြစ်သူကရန်၏အနေရရှိသောရည်ရွယ်ချက်ကိုရိပ်မိသွားပြီးအမဖြစ်သူအားတတိပေးသည်အမဖြစ်သူရှင်းရှင်းကစီယိုဇနီး၏တငယ်ချင်းရောင်ဆောင်ကအချက်လက်များရောင်းစားရန်စ조사နေသည်ထိုအရာကိုတည်သွားသောစီယိုကသူမအားမင်းဟာငါရဲ့တန်ဖိုးထားဆုံးအချစ်ဆုံးဇနီးပါဟုရင်ဖွင့်ပြောဆိုလိုက်သောအခါသူမ၏ရင်ထဲတွင်ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားသည်သို့သောပျော်ရွှင်မှုမှာခဏတာပင်မောင်ဖြစ်သူစာမေးပွဲမဖြေနိုင်ကြောင်းဖုန်းဝင်လာသဖြင့်သူမအလျင်အမြန်ကျောင်းသို့တွားရောက်ရသည်ထိုနေရာတွင်မောင်နှမနှစ်ယောက်အဆက်တကွဲအပြောဆိုခံလိုက်ရသောအခါ